ခေါမရေချိုးချင်တာရေချိုးချင်တာအသေးသားမစောက်နိုင်မဆဲနိုင်ရေထည့်ပြီးရနေရေတဲ့ခုံစင်းမလေးပြည့်နေတာနော်ဖြစ်ပြည့်နေကျမလည်းရေချိုးပေးဖို့အစီအစဉ်ရှိပါတယ်ရှင်မိုးလေးအေးလို့အလောက်ကပိတ်နော်အလောက်ပိတ်တော့ရှင်ရေချိုးရတာပေါ့မနိုင်စိန်အမလေးမနေ့တော့ကျမနေမကောင်းတော့ရှင်မတက်တာဒီနေ့ကတော့ဒီတက်တောင်းတက်တာပဲနော်ချိုးရဟဲ့ချိုးရဟဲ့ချိုးရဟဲ့စိတ်တိတ်ကြချိုးပြီးတော့နော်ဒီအတန်ပေါင်းစုံထွက်နေနော်မနေ့ကတနေ့ကကျမနေမကောင်းလေကျမနေမကောင်းတော့သူလည်းရေချိုးရှိမှာပေါ့နေရပူနေတာဒါပေမဲ့မိုးကရွာတယ်ဆိုတော့နည်းနည်းတော်တယ်ဒီနေ့နေပူတယ်နေထွက်တယ်ဆိုတော့သူကြိုက်တာသူရေချိုးရတာတော်တော်ပျော်တယ်သူရမ်းကြိုက်ရေရမ်းကြိုက်တယ်နော်နေ့တိုင်းတော့ကျမပေးမချိုးဘူးလေနေမကောင်းဖြစ်နေမှာနော်ရှင်တို့ကယူဆိုင်ရတာလဲတမျိုးမလေးအမလေးလေဟမ်မလေးဟဲရုပ်ဆူလိုက်တာဟဲရုပ်ဆူလိုက်တာဟဲရုပ်ဆူလိုက်တာဟဲအဲ့ဒါဘာဖြစ်တာတော့အဲ့ဒါဘာဖြစ်တာတော့အဲ့ဒါဘာဖြစ်တာလဲစားပါနော်မလကားသေးအမလေးအားရင်းအင်းကြီးသူပြနေဒီချိုးရှင်တာကြာလာပြီလေကျမမအားနေစောဤလောက်တော့လောက်ရတယ်ပြန်လာတဲ့ချိန်ကလည်းညနေဆောင်ဖြစ်ပြီဆိုတော့ရေမချိုးပြီးရအလုပ်ပိတ်တော့မလီပြီးချိုးလိုက်တာဆူရွှဲရွဲပလဲနေအမလေးလေနော်နေ့